ပိုင်း636ရဲ့အစမှာတော့ဘာတိုလိုမီယိုကပရိသတ်တွေဘက်ကိုလက်ညှိုးထိုးကမင်းတို့အားလုံးတီးလိုက်ကြလို့ပြောလိုက်ပါရီဒေါသထွက်နေတဲ့ပရိသတ်တွေကအိမ်မက်တွေမင်းမဲတေဆိုပြီးအခုလောလောဆယ်အိမ်ပြန်တော့လို့ပြောကအမိုက်တွေနဲ့ဝိုင်းပြီးပြစ်ပေါက်ကြပါရီတင်ဆက်သူကတော့ပရိသတ်တွေကိုကွင်းထဲကိုအမိုက်တွေကိုပြစ်မထည့်ဖို့အတွက်မြစ်တာရက်ခံနေပါရီအဲ့ဒီအချိန်ဘာတိုလိုမီယိုကအမိုက်တွေကိုရှောင်ရှားရင်းပရိသတ်တွေဘက်ကိုပမာမခန့်အောင်လုပ်ပြနေသေးတာပါဒါကိုကြည့်နေတဲ့လူစီကပရိသတ်တွေကဘာလို့ဒီလောက်ထိဒေါသထွက်နေရတာလဲလို့ကာဗန်ဒစ်ကိုမေးလိုက်ပါရီကာဗန်ဒစ်ကလည်းမင်းလည်းမြင်တဲ့အတိုင်းပဲလေဟိုကောင်လုံးနေတဲ့လောက်ရကအားလုံးဒေါသထွက်ရင်လည်းထွက်ချင်စရာပဲလို့ပြန်ဖြေပါရီအဲ့ဒီချိန်ဘာတိုလိုမီယိုကသူ့ရဲ့ဘောင်းမြေအိတ်ထဲကနေအလုံးတစ်လုံးကိုထုတ်ပြီးမိုးပေါ်ကိုပြစ်တင်လိုက်ပါရီဒီလောက်ရက်ကိုမြင်လိုက်ရတဲ့တင်ဆက်သူကတော့ဘာတွေလုပ်နေတာလဲတရောင်းစားဆိုပြီးဘာတိုလိုမီယိုကိုဆဲဆိုနေခဲ့ပါပြီပရိသတ်တွေကတော့ဘာတိုလိုမီယိုပြစ်တင်လိုက်တဲ့ဘောလုံးကိုစူးစိုက်ကြည့်နေခဲ့ပါရီအဲ့ဒီအချိန်မှန်မြောင်းနေကြည့်နေတဲ့အယုတ်လေးတစ်ယုတ်ကဒါကဘုံနှလုံးပဲလို့ထောက်အောင်လိုက်တာကြောင့်အကုန်လုံးလည်းရိုးရိုးတဲတဲဖြစ်ကုန်ကြပါပြီဘောလုံးကကောင်းကင်ရံကနေမြေကြီးပေါ်ကိုတဖြည်းဖြည်းပြုတ်ကျလာပါရီအဲ့ဒီခါမှာတော့ပရိသတ်တွေလည်းအားလုံးလွတ်ရာကိုပြေးဖို့အတွက်လောက်ကြပါတော့တယ်ဒါပေမဲ့ပွဲကြီးစင်မော်ကလူတွေကတော့ကြက်တီတီနေပြီးထွက်ပြေးမရဖြစ်နေပါတယ်အဲ့ဒီအချိန်မှာတော့ဘောလုံးကမြေကြီးပေါ်ကိုကျလာပြီးပောက်ကွဲတော့မလို့ဖြစ်နေပါပြီဒါပေမဲ့တကယ်တမ်းမြေပေါ်ကိုကျလာချိန်မှာတော့ဘောလုံးကဘုံနှလုံးမဟုတ်ဘဲတင်းနှင်းဘောလုံးတစ်လုံးသာဖြစ်နေခဲ့ပါတယ်တကယ်တော့ဘာတိုလိုမီယိုကလူတွေအားလုံးသူ့ကိုမောင်းထုတ်လို့အခုလိုမျိုးဂျင်းအတောင်းလိုက်ကျွေးလိုက်တာပါအဲ့နောက်မှာတော့ဘာတိုလိုမီယိုကတော့လူတွေအားလုံးကိုချီးထုတ်ကောင်းနေလို့လမ်းဆဲလိုက်ပါတယ်အဲ့ဒီအချိန်မှာဒါဂမာကရောက်လာပြီးမင်းကိုလူတွေကအတော်မုန်းတာပဲဘာတိုလိုမီယိုဆိုပြီးပြောလာပါတယ်ဘာတိုလိုမီယိုကတော့ဒီကောင်တွေကြိုက်မကြိုက်ငါတော့စောက်ကူးမဆိုင်ဘူးလို့ဆိုကငါကငါကြိုက်ရင်ပြီးတာပဲဆိုပြီးရွယ်ဆောင်းဆောင်းနဲ့ပြန်ဖြေပါတယ်လူဖီကတော့ဒီကောင်ကဒီအချိန်ဒီမှာတော့ပြုံးနေနိုင်သေးတယ်လို့ပြောနေခဲ့ပါတယ်ဒါကိုကြတော့ကာဗန်ဒစ်ကဒီကောင်ကချင်းချောက်ယုံနေမကဘူးလူတွေကိုပမာမခန့်စော်ကားတတ်တဲ့အကျင့်လဲရှိတယ်လို့လူဖီကိုပြန်ပြောခဲ့ပါတယ်အဆက်ထဲမှာပဲငါစီမှာတော့ဂုံသတင်းကောင်းတွေရှိပေမဲ့ဒီကောင်စီမှာတော့စိုးဝါးတဲ့ဂုံသတင်းတွေနဲ့နာမည်ကျော်ကြားတာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်တင်ဆက်သူကတော့ဘာတိုလိုမီယိုကိုသူတို့ကိုအယူလို့ဒေါသထွက်နေခဲ့ရင်အုပ်စုဘီအတွက်ပြိုင်ပွဲဝင်နောက်တစ်ယောက်ရှိသေးတယ်လို့ကြေညာလိုက်ပါတယ်အဲ့ဒီလူကတော့ငါတို့ဘီရင်ဒိုဖလမ်မင်ဂိုကိုချစ်ခင်လေးစားတဲ့အပြင်အနာဂတ်မှာငါတို့မျိုးရဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာမယ်မေလာမီလို့ကြေညာလိုက်ပါတယ်မေလာမီကွင်းထဲကိုရောက်တဲ့အချိန်မှာတော့ပရိသတ်တွေအားလုံးအုံကြွလာခဲ့ပြီးစော်လေးတွေကလည်းရန်ကိုအားပေးနေခဲ့ကြပါတယ်ဒါကိုမြင်တော့လူဖီကဒီကောင်ကဒီမှာတော်တော်နာမည်ကြီးတာပဲလို့ပြောနေခဲ့ပါတယ်ကာဗန်ဒစ်ကလည်းဟုတ်တယ်ဒီကောင်ကဒီမှာနာမည်တော်တော်ကြီးတာမှတ်ပေမဲ့ဒါကပြိုင်ပွဲကြီးရဲ့ပထမအဆင့်ပဲရှိသေးတယ်လို့ပြန်ပြောပါတယ်ဒါအပြင်ဒီပွဲကအားနေတဲ့သူတွေကြံခဲ့မှာလို့နောက်ဆုံးအချိန်ကြရင်တော့နာမည်ကြီးတွေပဲအခွင့်အရေးရမှာလို့ပြောပြပါတယ်တကယ်လို့မင်းသိချင်ရင်တော့နာမည်ကြီးသူတွေအကြောင်းကိုငါပြောပြမယ်ဆိုပြီးတော့လှမ်းပြောပါတယ်လူဖီကတော့သူ့ကိုပြောပြဖို့အတွက်တောင်းဆိုပါတယ်ပထမတစ်ယောက်အနေနဲ့ကတော့တိုက်ခိုက်ရေးဘရင်အဲလစ်ဘတ်ဒုတိယတစ်ယောက်အနေနဲ့ကတော့သူ့ရဲ့လက်ထောက်ဗျူဟာမှူးဒါကမာလက်တရားမြောက်တစ်ယောက်ကတော့ခြေထောက်ခြေကိုခံပညာရှင်ဘလူးကီလီ၄ယောက်မြောက်အနေနဲ့ကတော့ဒီမျိုးရဲ့စစ်သူကြီးလီဖန်၅ယောက်မြောက်ကတော့လုံးကျန်တပ်ဖြတ်သူအဗ်ဒူနဲ့ဂျီ6ယောက်မြောက်ကတော့တိုက်ကွမ်ဒိုပညာရှင်9လူသားဟက်နောက်ဆုံး2ယောက်ကတော့မင်းကူမြင်နေရတဲ့ဘေလာမီနဲ့ဘာတိုလိုမီယိုပဲလို့ရှင်းပြလိုက်ပါတယ်နောက်ပြီးတော့သူတို့ထဲကတစ်ယောက်ကတော့ဒီပွဲမှာနိုင်မယ်ထင်တယ်လို့မှတ်ချက်ပေးလိုက်ပါတယ်ငတုံးလူဖီကတော့ဒါအပြင်ထပ်ရှိသေးတာလားလို့မေးတာကြောင့်ကာဗန်ဒစ်ကလည်းစိတ်ပြတ်သွားခဲ့ပါပြီအဲ့နောက်မှာတော့တင်ဆက်သူကပြိုင်ပွဲကြီးစတင်ပြီးတော့အားလုံးကိုကြေညာရင်ပြိုင်ပွဲရဲ့စီကံတွေကိုထပ်မံပြောပြခဲ့ပါတယ်ပြိုင်ပွဲရဲ့စီကံချက်ကတော့ကွင်းထဲမှာပဲတည်ကွင်းပြင်ရောက်ရင်အရှုံးမဲလို့ပြောပြပါတယ်ဒါကြောင့်ပဲဒီပွဲထဲမှာအနိုင်ရရှိသူကတယောက်တည်းရှိလိမ့်မယ်ဆိုပြီးရှင်းပြပါတယ်အဲ့နောက်မှာတော့ခေါင်းလောင်းတီးတန်နဲ့အတူတိုက်ပွဲကြီးကစတင်လာခဲ့ပါပြီတိုက်ပွဲစချင်းရှင်ပြိုင်သူတွေအားလုံးကအပြိုင်ဆိုင်တယောက်ကိုတယောက်ဓာတ်နဲ့ခုတ်ကြပါတော့တယ်တစ်ဖက်မှာလည်းရှင်ပြိုင်သူ9ယောက်ကဘေလာမီကိုဝိုင်းပြီးတော့တိုက်ခိုက်ကြပါတယ်အဲ့ဒီအချိန်ဘေလာမီကသူ့ရဲ့ဆက်ပရင်စွမ်းနဲ့အကုန်လုံးကိုတစ်ချက်တည်းရှင်းထုတ်ပစ်လိုက်ပြီးပရိသတ်ဘက်ကိုပြောင်းဆက်နဲ့လှည့်ပြီးပြလိုက်ပါတယ်ပရိသတ်တွေကတော့အရန်ဆန်းထွက်တဲ့ဘေလာမီကိုကြည့်ကဒီကောင်ကတော့တကယ်ကျန်းတာပဲဆိုပြီးသဘောကျနေခဲ့ပါတယ်နောက်တစ်ဖက်မှာတော့ဘာတိုလိုမီယိုကသူ့ရဲ့ပြိုင်ဘက်ကိုလိုက်ရှာနေခဲ့ပါတယ်ဒါပေမဲ့ရှင်ပြိုင်သူတွေကဘေလာမီကိုပဲဝိုင်းပြီးပြစ်မှတ်ထားကတိုက်ခိုက်နေခဲ့တာပါအဲ့နောက်မှာတော့စစ်တပ်တပ်ဖွဲ့ပုံစံပြုလုပ်ခါရှင်ပြိုင်နေတဲ့ဘရင်အဲလစ်ဘတ်နဲ့အဖွဲ့ကိုတွေ့လိုက်ရပါတယ်လူတွေရဲ့အလယ်မှာတော့ဘရင်အဲလစ်ဘတ်ကသွေးပူလေးခြင်းကန်ဆင်းနေခဲ့တာပါဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဘေလာမီကဒီကောင်တွေကဘာလဲတယောက်နဲ့တယောက်ချတဲ့အပွဲမှာဘာလို့အဖွဲလိုက်ကြီးလုံနေရတာလဲဆိုပြီးဒေါသတွေထွက်နေခဲ့ပါတယ်ဝဲကြီးစင်မောကပရိသတ်တွေကလည်းဘရင်အဲလစ်ဘတ်တို့အဖွဲ့ရဲ့လုပ်ရက်ကိုအယမ်းယွန်ရှာနေခဲ့ကဝင်းထဲကနေထွက်သွားဖို့အော်ဟစ်နေပါတယ်ဘရင်အဲလစ်ဘတ်ရဲ့လက်ထောက်ဒါဂမာကတော့မင်းတို့ငါတို့ကိုပွဲပြီးသွားရင်တော့ကြိုက်တယ်လို့ခေါ်လို့ရတယ်။ဒါလို့ဆိုတော့အနိုင်ရသူကတယောက်တည်းဖြစ်လာဖို့ငါတို့ဘရင်ကြီးကိုကာကွယ်ရမယ်ဆိုပြီးပြောနေပါတယ်။လူဖီကလည်းဒါကိုမြင်တော့အဖွဲလိုက်တိုက်ခိုက်တာကိုခွင့်ပြုတာလားလို့မေးလိုက်ပါတယ်။ကာဗန်ဒစ်ကတော့အဖွဲလိုက်တိုက်ခိုက်တာကိုတိုက်ပွဲမှာခွင့်ပြုမထားပေမဲ့ဒီကောင်တွေလုံနေတဲ့ပုံစံကစီးမြင်းတွေကိုချိုးဖောက်နေရလဲမဟုတ်ဘူးလို့ပြန်ပြောပါတယ်။တစ်ဖက်မှာလည်းဒါဂမာကဘလို့ပဲအကြောင်းရှိမိတော့တဲ့တီးကိုငါတို့ယူသွားမယ်။ငါတို့ဘရင်အဲလစ်ဘတ်ကဖြတ်စည်းမှုနဲ့ဖျားတစ်ပါးအနေနဲ့မွေးဖွားခဲ့တာမို့ဒီမိတော့တဲ့တီးကိုသာရရှိခဲ့မယ်ဆိုရင်ငါတို့နိုင်ငံကဘယ်သူမှကြောက်စရာမလိုတော့ဘူးလို့ဆိုပါတယ်။နောက်ပြီးတော့ငါတို့ဘရင်ရဲ့လက်သီးတစ်ချက်ကအရန်ကိုအစွမ်းထက်တယ်လို့ပြောပြနေပါတယ်။ဒါပေမဲ့အဲ့ဒီလက်သီးမှာအားနည်းချက်တစ်ခုရှိတယ်။
အဲ့ဒါကဘယင်နေတဲ့ဒီစွမ်းအားဖြင့်တဲ့လက်သီးတစ်ချက်ကိုသုံးဖို့ဆိုရင်အချိန်တနာယူရတယ်လို့ရှင်းပြပါတယ်။ဒါအပြင်ဒီလက်သီးကတိုက်ပွဲတစ်ပွဲမှာတစ်ချိန်ပဲသုံးလို့ရတာဖြစ်ပြီးအဲ့ဒီတစ်ချိန်ကိုသေချာအသုံးပြုနိုင်မယ်ဆိုရင်တော့အေဂရိ၄ပါးလုံးကိုတော့မှမတာပေါ်အောင်လုပ်လို့ရတယ်ဆိုပြီးပြောနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူကအဲလီဇဘတ်အစင်းသင်းဖြစ်ပြီလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့အဲလီဇဘတ်ကတော့သူအစင်းသင်းမဖြစ်သေးတာမို့ငါ့ကိုဝိုင်းပြီးတော့ကာထားပေးကြအောင်လို့တောင်းဆိုခဲ့ပါတယ်။တစ်ဖက်ကရွှေမြိုင်သူတွေကလည်းဒါကိုကြားပြတဲ့အခါမှာတော့ဘယင်အဲလီဇဘတ်ကိုဝိုင်းပြီးတော့တိုက်ခိုက်ဖို့လုပ်ကြပါတယ်။ဘယင်အဲလီဇဘတ်ရဲ့အနာကလူတွေကလည်းဝင်လာသမျှလူတွေအားလုံးကိုတမပါတယ်။တစ်ဆက်ထဲမှာပဲလွင့်ထွက်သွားတဲ့လူတွေအားလုံးစဝိုင်းအပြင်ကလူသားစားငါးတွေကလိုက်ဆွဲနေခဲ့ပါတယ်။အဲ့ဒီအချိန်တင်ဆက်သူကမင်းတို့ကွင်းထဲမှာပဲတည်တည်အပြင်မှာပဲတည်တည်အရေးမကြီးဘူး။ဒါကမင်းတို့ရဲ့ကိုယ်တိုင်လက်ခံထားတဲ့ပြိုင်ပွဲပဲလို့အော်ပြောနေပါတယ်။တစ်ဖက်မှာလည်းဘယ်လာမီကဘယင်အဲလီဇဘတ်ကိုဝင်ရောက်တိုက်ခိုက်ဖို့လုပ်ပေမဲ့စစ်သူကြီးလီပန်းကဝင်ရောက်တားမြစ်ခဲ့ပါတယ်။ဘယ်လာမီကတော့မင်းကိုရန်သူတွေကပတ်စံပေးတိုင်းအခုလိုမျိုးတိုင်းပြည်ကိုတစ္ဆာဖောက်ရကောင်းလားဆိုပြီးလီပန်းကိုလှောင်ရင်းနေခဲ့တာပါ။စစ်သူကြီးလီပန်းကလည်းငါစွမ်းနေကိုပတ်စံမရဘဲနဲ့အသုံးမချနိုင်ဘူး။မင်းတို့ကြိုက်တယ်လို့ထင်လို့ရတယ်လို့လေတန်ခတ်မာမာနဲ့ပြန်ပြောပါတယ်။အဲဒီနောက်မှာတော့ဘယ်လာမီနဲ့လီပန်းတို့အပြန်အလှန်တိုက်ခိုက်ကြပါတယ်။ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကိုဘယ်လာမီအပေါ်လုံးဝတက်ရောက်မှုမရှိခဲ့ပါဘူး။ဘယ်လာမီကတော့စစ်သူကြီးလီပန်းကိုလောင်ပြောင်နေရင်လက်သီးတစ်ချက်ကျွေးလိုက်ပါတယ်။လူဖီကတော့ဒါကိုကြည့်နေရင်ဒီကောင်တော်တော်အစွမ်းထက်လာတာပဲလို့ချီးကျူးနေပါတယ်။နောက်ပြီးတော့လူဖီကဒီလိုနေရာမျိုးမှာဒီလိုအစွမ်းထက်တဲ့သူတွေကိုကြည့်ရတာအရန်ရတာရှိတာပဲ။သူဒီပွဲကိုသဘောကျတယ်ဆိုပြီးပြောနေခဲ့ပါတယ်။တစ်ဖက်ကကွင်းထဲမှာလည်းမျက်နှာဖုံးဆွတ်ထားတဲ့စစ်တီတော်တူကမြင်မြင်သမျှကိုဓာတ်နဲ့တစ်ချက်ထဲလိုက်လံရှင်းထုတ်နေပါတယ်။တစ်ဖက်မှာလည်းဘာတိုလိုမီယိုကတယောက်တည်းကွင်းထဲမှာပြင်းလွန်လို့အိတ်တောင်နေခဲ့ပါပြီ။ကာဗန်ဒစ်ကဘာတိုလိုမီယိုကိုကြည့်ရင်ဒီကောင်ကကောက်ရိုးအုပ်ထုတ်လူဖီလိုအသစ်ဝင်လာတဲ့စိတ်တူစရာကောင်းမယ်လို့ပြောနေပါတယ်။စကားဆုံးမှာတော့လူဖီကသူ့ဘေးနားမှာသူ့ကိုရမ်းမုန်းတဲ့သူတယောက်ရှိနေတယ်ဆိုတာကိုသိပြီးနေရထိုင်ရခတ်လို့လာပါပြီ။အဲ့ဒီချိန်လူဖီတို့နောက်ကိုအေးရမအဖိုးကြီးရှင်ဂျာအိုကလမ်းချောက်လာခဲ့ပါတယ်။နောက်ပြီးတော့မင်းတို့ကဒီပွဲကိုကြည့်နေတာလားလို့ဆိုကအတင်းဝင်တို့ပါတော့တယ်။တစ်ဆက်ထဲမှာပဲအဖိုးကြီးရှင်ဂျာအိုကဂတ်ပြောနေကောင်းရင်လားကောက်ရိုးအုပ်ထုတ်လူဖီရေလို့မေးလိုက်ပါတယ်။ကောက်ရိုးထုတ်တမျှလူဖီဆိုတဲ့နာမည်ကိုကြားတော့ကာဗန်နစ်တယောက်အရန်ကိုအံ့ဩနေခဲ့တာပါ။ဘာလို့လဲဆိုတော့သူအမုန်းဆုံးသူကသူ့နားမှာရှိနေခဲ့လို့ပါ။အေးရမအဖိုးကြီးရှင်ဂျာအိုကတော့တစ်ချိန်လုံးကဂတ်ပြက်လက်ထဲမှာတေးမလို့တောင်ဖြစ်ခဲ့တယ်။ငါအဲ့ဒီအကျွေးကိုသူ့သားစဉ်မြေးဆက်အစင်အထိမကြေဘူးလို့ပြောရင်လူဖီလည်းထိတ်လန့်သွားကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါတယ်